မင်္ဂလာပါကျွန်တော်တို့လူသမိုင်းမှာတခင်ယေရှုရဲ့လူအများပေါ်မှာထားရှိတဲ့သူ့ရဲ့မေတ္တာတော်ကကြီးမားထင်ရှားတယ်လို့သမိုင်းမှာဩဇာအရှိဆုံးအယူဝါဒကိုလုံဆော်ပြောဟောခဲ့သူလည်းဖြစ်ပါတယ်ဒါကြောင့်နှစ်ကာလရှည်ကြာလာတဲ့အခါမှာခရစ်ဝါဒကိုသက်ဝင်ယုံကြည်တဲ့လူဦးရေအများဆုံးဖြစ်နေပြီဆိုတာလဲညှင်းလို့မရတဲ့အချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာအယူဝါဒတစ်ခုစီရဲ့ဩဇာကိုအခြေခံထားပြီးမတွက်ပါဘူးလူပုဂ္ဂိုလ်တဦးချင်းရဲ့စွမ်းရည်ကိုစစ်ဆေးတွက်ချက်ဆုံးဖြတ်တာဖြစ်ပါတယ်အစ္စလာမ်နဲ့မတူပဲခရိယန်ကဂျေဇက်နဲ့စိန်ဘောတို့နှစ်ဦးထူထောင်ခဲ့တဲ့သာသနာဖြစ်လို့စွမ်းဆောင်ချက်ကိုဂုဏ်ပြုတဲ့အခါမှာတဦးစီပိုင်းခြားပြီးထိုက်တဲ့တယ်လို့ပြောရမယ့်သဘောရှိပါတယ်ခရစ်သာသနာရဲ့အခြေခံချိုးချံကျင့်ကြံရမယ့်သဘောထားနဲ့ဝါဒပိုင်းဆိုင်ရာအမြင်ပြီးတော့လူကျင့်စဉ်သဘောထားအချုပ်ကိုဂျေဇက်ကပုံစံချပေးခဲ့တာဖြစ်ပါတယ်ခရစ်သာသနာကျမ်းစီးစနစ်ကြကြဖော်ထုတ်ပေးသူကစိန်ဘောဖြစ်ပါတယ်ဂျေဇက်ကစိတ်ပိုင်းဆိုင်ရာဟောပြောသွန်သင်ပေးတယ်ဘောကခရစ်ကိုးကွယ်မှုကိုပေါင်းစပ်ပေးတယ်အဲ့ဒါအပြင်သမတိရဲ့အများစုကိုရေးသားပေးသူလည်းဖြစ်ပါတယ်ခရစ်ပထမရာစုနှစ်အတွင်းမှာခရစ်သာသနာကိုကူးပြောင်းဝင်လာသူများလာအောင်လုပ်နိုင်စွမ်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ဂျေဇက်ဟာဗုဒ္ဓတို့မိုဟာမက်တို့နဲ့မတူပဲအသက်ငယ်ငယ်ရွယ်ရွယ်မှာကွယ်လွန်သူဖြစ်လို့သူ့လုပ်ငန်းကိုဆက်ခံမဲ့တပည့်နည်းနည်းပဲကြံရစ်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာအဲ့ဒီတပည့်အုပ်စုကိုဂျူးလူမျိုးကိုင်းအငယ်ကလေးတစ်ခုလိုပဲခေါ်နိုင်မယ်။ဘောရဲ့အရေးအသားနဲ့မနေမနာပြောဟောပြီးခရစ်တော်ဝါဒအယူဟောင်းကိုစွန့်ပြီးအယူတစ်ကိုလက်ခံလာအောင်လုံနိုင်လွန်းလို့ဂိုင်းငယ်ကလေးကအရှိန်အဟုန်နဲ့အာကျိုးမှန်တဲ့လှုပ်ရှားလာတဲ့ဂိုင်းကြီးဖြစ်လာပြီးကျူးတွေသားမကပဲကျူးမဟုတ်သူတွေပါဝင်ပြီးကမ္ဘာယုံကြည်မှုဘာသာတရားကြီးတစ်ခုအပါဝင်ဖြစ်လာခဲ့တာပါဒီအချက်တွေကြောင့်ဂျေဇက်မဟုတ်ဘောကိုပဲခရိယန်အယူဝါဒကိုပြုစုပြိုးထောင်သူလို့သတ်မှတ်ခြင်းသူတွေရှိပါတယ်ဒီအတိုင်းဆက်ပြီးကြံစပါရင်ထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ကျော်စင်းမှာဘောကိုဂျေဇက်အထက်ကထားရမလို့ဖြစ်နေပြီဒီလိုပြောတာအပြင်ဘောသာမပေါ်ပေါက်ခဲ့ရင်ဂရစ်သာသနာဘယ်အခြေရှိမလဲလို့ပြောဖို့ခက်တယ်ပြီးတော့ဂျေဇက်မရှိပဲဂရစ်သာသနာဟာဘယ်လို့မှပေါ်ထွန်းလာစရာမရှိပါဘူးခရိယန်ကျောင်းတော်တွေမှာဆောင်ရွက်ဆဲအပြောအဟောအကျင့်အကြံထုံးနည်းတွေနဲ့ခရိယန်သာသနာဝင်လို့နာမည်ခံသူတချို့ကခရစ်အလိုတော်လို့ခရစ်အမည်ကိုတုံးပြီးသူတို့သဘောရှိရာလုပ်နေတာတွေကိုဂျေဇက်သာမြင်ရတွေ့ရရင်ဘယ်နည်းနဲ့မှသဘောတူခွင့်ပြုမှာမဟုတ်တာတွေရှိနေပါလေဥပမာနည်းနည်းပဲပြောပါမယ်ခရိယန်ဂိုင်းအချင်းချင်းသာသနာရေးစစ်အမိခံပြီးတိုက်ခိုက်နေကြတာကျူးတွေကိုနှိပ်ကုဖို့ကြမ်းတမ်းရက်စက်တဲ့တပ်ဖြတ်ပွဲတွေလုပ်ခဲ့တာတွေဟာဂျေဇက်ရဲ့အရင်မူလသဘောထားနဲ့စိုးစုံမှချက်တွေကိုအထင်ရှားဖြစ်လို့ဂျေဇက်ကိုအရင်ခံသွေးထိုးလှုံ့ဆော်ပေးသူလို့ပြောဖို့ခက်ပါတယ်အလားတူစဉ်းစားစရာအချက်တစ်ခုကခရစ်သာသနာဝင်အနောက်ဥရောပနိုင်ငံတချို့မှာခေတ်သိပ္ပံပညာစတင်ထွန်းကားတာမှန်ပေမဲ့သိပ္ပံပညာထွန်းကားတာဂျေဇက်ကြောင့်လို့မပြောသင့်ပါဘူးခေဦးခရိယန်သာသနာဝင်တွေကဂျေဇက်ပြောသမျှဟာရုပ်လောကကိုပိုပြီးသိမြင်အောင်သိပ္ပံနိကြစစ်ဆေးကြဖို့တိုက်တွန်းခဲ့တာပါလားလို့ယူဆကြမှာမဟုတ်ပါအဖြစ်မှန်ကယောမကဘာကခရစ်သာသနာကိုလက်ခံလာခြင်းဟာလက်မှုအတတ်ပညာမှာရောသိပ္ပံကိုဝါဒနာပါပြီးအများတကာစိတ်ဝင်စားမှုမှာပါနှမျိုးစလုံးအကြီးအကျယ်ကြာဆင်းချိန်နဲ့တိုက်ဆိုင်နေပါတယ်။နောက်တကယ်သိပ္ပံပညာဥရောပမှာကောင်းထောင်တာဟာဥရောပဒလိအမွေထဲမှာသိပ္ပံနိကြစုံစမ်းရှာဖွေကြတဲ့အထိရောက်အောင်တွန်းပို့တဲ့လှုံ့ဆော်ချက်တမျိုးမျိုးပါနေလို့သာဖြစ်ရမယ်လို့ထင်စရာပဲ။အဲ့ဒီတမျိုးမျိုးဆိုတာကတော့ဂျေဇက်နဲ့မဆိုင်ပါဘူးဂရိပညာရှင်အလစ်တော်တယ်တို့ယူကလစ်တို့စေဆောင်ဆေးရွက်လုပ်တဲ့ဂရိအကျိုးအကြောင်းဆက်တွေးတော့ကြံစပုံနဲ့ဆိုင်ပါတယ်ဒီနေရာမှာအထူးသတိထားရမှာကခေတ်သစ်သိပ္ပံဟာခရစ်ကျောင်းတော်တကူထွန်းတောက်ချိန်မှာပေါ်လာတာမဟုတ်ပါဘူးခရစ်သာသနာကိုကြီးညိုလေးစားစိတ်ကစေဆောင်လမ်းပြလုပ်တာမဟုတ်ပါဘူးရီနေဆန်းလို့ခေါ်တဲ့အသိဉာဏ်အရင်အငုတ်ကိုပြန်ပြီးဖော်ထုတ်တဲ့အသိဉာဏ်ဟောင်းဆန်းသစ်ခြင်းလှုပ်ရှားမှုနောက်ကကတ်လိုက်လာတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီအခါမှာခရစ်သာသနာရဲ့လို့မရှိခင်ကရှင့်ကပဲထားရစ်ခဲ့တဲ့အမွေအနှစ်ကိုပြန်လဲဖော်ထုတ်ဖို့ဥရောပတတိုက်လုံးအာသွန်ကြိုးစားနေချိန်ပဲဖြစ်ပါတယ်ဂျေဇက်ဘဝဇလန်းလေးဟာအများရင်းနှီးပြီးဖြစ်တဲ့သမတစ်နဲ့ဆက်နွယ်နေပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာပြန်မပြောပြရစီနဲ့တော့ဒါပေမဲ့ဖော်ထုတ်တဲ့အချက်နည်းနည်းရှိပါတယ်ပထမဦးဆုံးဂျေဇက်ဘဝဆိုင်ရာပြောဆိုမှတ်သားချက်တွေကတိတ်သေးချာလာပြီလို့မထင်ပါနဲ့သူ့နာမည်ရင်းကိုတော့မသိပါဘူးဖြစ်နိုင်တာကကျူးလူမျိုးမှာအများဆုံးမျက်လိမဲထားရှိတဲ့ယေယောရှုအင်္ဂလိပ်အတန်နဲ့ဂျိုရှွဖြစ်နိုင်ပါတယ်မွေးတဲ့နှစ်လဲဒီလိုပဲမသေးချပါဘူးခရစ်မမွေးမီ6 BC ဆိုရင်ဟုတ်နိုင်စရာရှိပါတယ်ကွယ်လွန်တဲ့နှစ်ကိုသူနဲ့နှိစပ်ပြီး
သူ့ကိုကြည်ညိုတဲ့သူတွေကအကြအနသိမှဖြစ်ပေမဲ့အခုအသေးချာမသိကြတော့ပါဘူးကျေဇက်ကိုယ်တိုင်ကဘာသာပါမှတ်တမ်းမှမထားခဲ့ပါဘူးရိုးရိုးပြောကြစို့ဆိုရင်တမတိထက်မှာပါသမျှတဆင့်ယူသုံးနေကြရတာဖြစ်ပါတယ်ဒုက္ခပေးတဲ့နောက်တစ်ချက်ရှိပါသေးတယ်နှုတ်ခပတ်တော်ကမွတ်ကြတဲ့စကားတွေပဲမညီမညွတ်ရှိနေပါတယ်ဥပမာရှင်မသဲနဲ့လူကာတို့ကျေဇက်နောက်ဆုံးပြောစကားကိုပဲနှစ်ယောက်ပြောတော့နှမျိုးထွက်နေပါတယ်သူတို့လည်းဓမ္မဟောင်းကိုတိုက်ရိုက်ကိုးကားပြီးပြောကြတာဖြစ်ပါတယ်ကျေဇက်ဟာဓမ္မဟောင်းကိုကိုးကားတာမဆန်းပါဘူးခရစ်ဝါဒကိုမွေးဖွားပေးသူကိုယ်တိုင်ကဂျူးဝါဒကိုအလွန်လေးစားမြတ်နိုးသူဖြစ်ပါတယ်။ဂျေဇက်ဟာဓမ္မဟောင်းတဲ့ကဟေဘရုပရောဖက်ကြီးတွေနဲ့တူလိုက်တာလို့နိုင်ရှင်ပြီးမကြာခဏပြောတာကိုကြားရမှာဖြစ်ပါတယ်။အဲ့ဒီရှေးပရောဖက်တွေကိုသူကအများကြီးအတုခိုးပြောဆိုပြုမှုတာတွေရှိပါတယ်။အဲ့ဒီပရောဖက်တွေလိုပဲသူ့ကိုလူတွေကတိတ်ကြည်ညိုကြတယ်သူ့ကိုတွေ့ဖူးမြင်ဖူးသူတိုင်းကြာရှည်လေးမြင့်ဆွဲလန်းချစ်ခင်ကြည်ညိုလို့ကြံရည်မြဲပါပဲလို့သိရပါတယ်ပုဂ္ဂိုလ်ဇွဲစစ်စစ်ဖြစ်ပါတယ်မူဟာမက်လိုယုံကြည်မှုနဲ့နိုင်ငံရေးတွဲပုံမျိုးတော့ဂျေဇက်လုံးဝမလုပ်ပါဘူးနိုင်ငံရေးတွေဘယ်လိုပဲရှိရှိလုံးဝမပတ်သက်အောင်နေတယ်ကွယ်လွန်ပြီးနောက်နှစ်တရာအထိပဲဆက်ပြီးတော့နိုင်ငံရေးနဲ့ကင်းရှင်းပါတယ်ရေရှည်မှာတော့ဒီပုဂ္ဂိုလ်နှစ်ဦးစလုံးပဲနိုင်ငံရေးအပြောင်းအလဲတွေမှာတိုက်ရိုက်မဟုတ်ပေမဲ့သွယ်ဝိုက်ပြီးအကြီးအကျယ်ဩဇာလွှမ်းမိုးနိုင်တာကိုတွေ့ရပါတယ်။ကျေဇက်ကအကျင့်အကြံတွေမှာအပြည့်အဝထိန်းချုပ်နိုင်တဲ့သာသနာရေးခေါင်းဆောင်ဖြစ်ပါတယ်။တခြားဘာမှမပါဘဲအကျင့်အကြံခေါင်းဆောင်ဆိုရင်ဘယ်လိုအစ်စ်အပိုင်းနဲ့ကဘာကိုလွှမ်းမိုးတာလဲလို့မေးသင့်မေးထိုက်တဲ့မေးခွန်းဖြစ်ပါတယ်။ကျေဇက်ရဲ့အရင်မူလအကြဆုံးဆုံးမချက်ကရွှေဥပဒေဖြစ်ပါတယ်ဒီရွှေဥပဒေကိုခရစ်သာသနာဝင်ရောခရစ်သာသနာဝင်မဟုတ်သူတွေပါအလေးအမြတ်ထားပြီးအကောင်းဆုံးစာရိတ္တနီတိလို့သဘောထားပြီးလိုက်နာကြပါတယ်တကယ်တော့ကျေဇက်မမွေးမီကလေးကဒီဥပဒေထုံးနည်းဟာကျူးလူမျိုးတွေမှာရှင်းနေပြီးဖြစ်ပါတယ်ခရစ်မပေါ်မီတရားစွနစ်ကပဲလက်ပွေတွေရဲ့ခေါင်းဆောင်ဟိန်လဲကရွှေဥပဒေကိုပြဋ္ဌာန်းတဲ့ဂျူးဝါဒမှာဒါတွေဟာအရေးအပါဆုံးဆုံးမချက်တွေလို့ပြောခဲ့တယ်။အနောက်ကဘာမှာပဲဒါအမျိုးထွန်းကားသလားလို့မေးရင်မဟုတ်ပါဘူး။တရုတ်ဒက်တနိကပညာရှင်ကွန်ပျူတာကဂရစ်မပေါ်မီအနှစ်900ကအဲ့ဒါကိုဖော်ထုတ်ပြီးသားဖြစ်ပါတယ်။ပြီးတော့မဟာပရာဒဆိုတဲ့ဟိန္ဒူကဗျာရှေကြီးမှာလည်းပါတယ်။အမှန်ပြောရရင်ဒီရွှေဥပဒေကိုသာသနာယုံကြည်မှုကြီးတွေမှန်သမျှကလက်ခံပြီးရှိနေပါတယ်။ဒီလိုဆိုရင်ကျေဇက်မှာကိုယ်ပိုင်စာရိတ္တဆိုင်ရာထုံးနည်းတွေမရှိတော့ဘူးလားလို့မေးချင်ကြမှာပါရှိပါတယ်အယူအဆကိုထင်ထင်ရှားရှားတင်ပြချက်ကိုရှင်းမသေးအခန်းကစာမျက်နှာ43-44မှာဖတ်ပါကိုနှစ်ဆက်ဆိုင်သောသူကိုချစ်လောရန်သူကိုမုန်းလောဟူသောပညာစကားကိုတင်တို့ကြားရပြီးငါပညာတိကတင်တို့သည်ကောင်းကင်ပုံ၌ရှိတော်မူသောတင်တို့အထက်သားဖြစ်လိုသောငါတင်တို့၏ရန်သူတို့ကိုချစ်ကြလောတင်တို့ကိုကျိန်ဆဲသောသူတို့အားမေတ္တာပို့ကြလောတင်တို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလောတင်တို့ကိုနှောက်ယှက်ညှင်းဆဲသောသူတို့အဖို့ဘုရားသခင်ကိုဆုတောင်းကြလောအဲ့ဒီစကားရဲ့အထက်ကရှင်မသေးအခန်းကစာမျက်နှာ39နောက်ဆက်သောသူကိုမတားဆီးနဲ့သင်၏ပါတစ်ဖက်ကိုသူတစ်ပါးပုတ်လင်ပါတစ်ဖက်ကိုလှည့်၍ပေးအောင်လောဒီစိတ်ကူးမျိုးကျေစက်လက်ထက်ကဂျူးဝါဒမှာပါရှိပြီးဖြစ်နေတဲ့အပြင်တခြားယုံကြည်မှုအတော်များများမှာလည်းပါရှိနေရင်ဒီလိုထူးခြားကောင်းမွန်တိမ်မွေ့တဲ့အယူအဆဟာရှေ့ကလေးကရှင်းနေပြီးသားလို့မှတ်ရမှာပါဒီယုံကြည်ချက်ကိုလိုက်နာကျင့်သုံးသူများခဲ့ရင်ကျေစက်ကိုပဲထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ကျော်စည်းရင်းထဲမှာထိတ်ဆုံးကတင်ထားဖို့ဝင်မလေးသင့်ပါဘူးဒါပေမဲ့အမှန်ကိုပြောရရင်လူအများလိုက်နာခြင်းမရှိပါဘူးရေပုံရလိုက်နာတယ်လို့တော့မပြောနိုင်ပါခရစ်သာသနာဝင်တွေကရန်သူကိုချစ်ဖို့ဩဝါဒမှာအားလုံးကောင်းမွန်ပြည့်စုံတဲ့ကဘာဆိုရင်ဘာမှညှင်းစရာမရှိပါငါတို့ကဘာမှာတော့ဒီအတိုင်းဆိုရင်ဒုက္ခလှလှကြီးတွေ့မှာပဲလို့ပြောကြမယ်ဒီအတိုင်းလိုက်နာဖို့ခက်တယ်ငါလိုပဲသူလဲလိုက်နာနိုင်မှာမဟုတ်ဘူးလို့တွေးမယ်ဒီတော့သားသမီးတွေကိုလည်းဒါကိုလိုက်ပြီးစိုးဆုံးမှချင်းမရှိနိုင်ပါဘူးအဲဒါကြောင့်ကျေစက်ရဲ့ထင်ရှားလှတဲ့ဆုံးမချက်ဟာကောင်းလိုက်တာလို့ပြောပေမဲ့ဘယ်သူမှစမ်းမကြည့်ဖူးတဲ့အကြံဉာဏ်အဖြစ်ရှိနေပါတယ်